သမီးနန်ဒီပါသမီးမွေးနေ့အမှတ်တရဗီဒီယိုလေးပါရှင့်နေရအောင်မမသမီးမမနဲ့ဒီဝင်နေပါဒီနေ့ဝင်နေတဲ့ကြောင်ရောက်လာပါမမတိုက်တဲ့ဝင်နေတာပြီးတဲ့တိတာအောင်နော်သူကမမနဲ့ဒီကရုပ်စာလေးလုံးတူတီရောဒီဝင်နေတဲ့ကျမအားကြီးပဲပြီးအယုံးလေးရလဲအားကြီးပါရီပါတော့ပိုင်ဟာသမီးတို့နေရာဝင်းနေကလေးကိုကြည့်ပြီးတော့ပြောကြရှင်ကြကားကြခုံကြပါရဲ့တချင်းတွေလည်းဆိုပါတယ်ကိုနှစ်ပြည့်မွေးနေ့ရောကတော့အတန်းတွေကတငယ်ချင်းတွေနဲ့မွေးနေ့ကျင်းပါတယ်ဒါပေမဲ့အခုစနေပြည့်မွေးနေ့မှာတော့အိမ်သားလေးကမောင်နှမတွေနဲ့ပဲကျင်းပလိုက်ပါတယ်ရှင့်သမီးမွေးနေ့ရောက်တိုင်းဖျောင်းနိုင်မိမော်ညီမလေးကအမြဲလူမှုတ်တာမို့သူ့ကိုအရင်ဆုံးမှုတ်ခိုင်းထားတာဟူးမမမောင်းလိုက်ပြီတော်တောင်းနဲ့ဝင်နေတဲ့တစ်ပါတယ်မမရဲ့မနစ်ကမေတို့တီတီလို့ကမွေးနေ့ကိတ်ကိုတူတူရောက်ခဲ့ပေးတယ်အခုနှစ်တော့ကိုဘာသာကိုပဲခွဲလိုက်ပါတယ်သမီးမွေးနေ့ကဒီဇင်ဘာ9ရက်နေ့ရပါဒါပေမဲ့သမီးကလည်းစာမင်းဝဲရင်းနဲ့မအားဘူးတီတီကလည်းအဲ့ဒီလိုဟိုမအားလို့မလို့ခုမှတင်လိုက်ရတာပါနောက်25မှာကြာရောက်တယ်သမီးရဲ့10နှစ်ပြည့်မွေးနေ့မှာသမီးအရန်လည်းပျော်ပါတယ်မိသားစုကိုလည်းချစ်လဲချစ်ပါကျေးဇူးလည်းတင်ပါတယ်ရှင်တဲ့မကပူကြီးပြောရှင်ပါစေစားလဲပူတော့ပါစေဘုနေရှင်ကျဲပါစေချစ်လိုက်ပါစေဒီတဲ့မကစားလဲတော့ပါစေဘုနေရှင်တက်ကြရဆိုရှင်ပါဒီတော့ကထိုင်နေတော့ပါစေမမဝင်နေတဲ့တာတော်ရတယ်ပြီးရလဲမမီးရလဲစကားပြပါတယ်မမီးရလဲတဲ့လူတွေပါတယ်ပြီးရလဲမမီးရလဲရမတဲ့ပြပါတယ်ပြီးရလဲမမီးလည်းမလုပ်ပါတယ်မိမိကိုမလုပ်ပါစေနဲ့ရမပြပါစေမိမိနဲ့လည်းတဲ့ပါစေယူပါမမဝင်ရရိုင်း